Legend ကိုနေပြည့် anniversary event မှာ promo diamond အနေနဲ့အသစ်ထွက်လာမယ် Funniest ကအသစ်ကြီးကိုခေါင်းဆင်းလို့ရမယ့်အကြောင်းလေးကိုပြပြပေးသွားပါမယ်။အဲ့တော့ကျွန်တော်ရဲ့ channel အောက်က subscribe ဆိုတဲ့ခလုတ်လေးကိုမနှိပ်ရသေးနှိပ်ထားလိုက်ဒါဆိုဗီဒီယိုလေးကိုစလိုက်ရအောင်။ Mobile Legend ရဲ့ကိုနေပြည့် anniversary ကလည်းမကြခင်မှာရောက်လာမှာဆိုတော့အခုလောလောဆယ် advance ပေါ်မှာလာနေတဲ့ anniversary event အကြောင်းလေးကိုကျွန်တော်အနေနဲ့ brother တို့ကိုရှင်းပြပေးချင်ပါတယ်။ Lighter ဆိုတဲ့ဒီ event ရဲ့နာမည်အတိုင်းပဲအခုမြင်တွေ့နေရတဲ့ event ရဲ့ interface ပုံစံကြီးထိန်လင်းသွားအောင်ကျွန်တော်တို့တွေက test တွေလုပ်ပြီးမေးထိုးမရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ကျွန်တော်တို့ test တွေကိုစကြည့်လိုက်အောင်။သူ့အနေနဲ့နေ့စဉ် test နဲ့အပတ်စဉ် test ဆိုပြီးနှမျိုးပါလာမှာဖြစ်ပါတယ်။နေ့စဉ် test မှာဆိုလို့ရှိရင်တော့ game ဆော့တဲ့ test တွေနဲ့ login ဝင်တဲ့ test တွေပါလာမှာဖြစ်ပါတယ်။အပတ်စဉ် test မှာဆိုလို့ရှိရင်သူသတ်မှတ်ပေးထားတဲ့ပွဲစဉ်တွေကိုနိုင်အောင်ကစားတဲ့ test တွေနဲ့ login ဝင်တဲ့ test တွေပါလာမှာဖြစ်ပါတယ်။အဲ့လိုမျိုး test လေးတွေကို PC အောင်လုပ်မယ်ဆိုရင်တော့ကျွန်တော်အခုပြထားတဲ့ anniversary point လေးတွေရရှိမှာပါ။အဲ့ဒီ anniversary point တွေကပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အိမ်ဂိမ်းတွေက battle point လိုပါပဲ။အဲ့ဒီ point လေးတွေကိုသုံးပြီးကျွန်တော်တို့က energy ရှာပေးနိုင်တဲ့အကောင်လေးတွေကိုဝယ်ရမှာဖြစ်ပါတယ်။အဲ့ဒီကောင်လေးတွေကအချိန်တစ်ခုထိခဏလောက်တော့အလုံးလုံးနေပြီးတော့တတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီဆိုလို့ရှိရင်တော့အခုကျွန်တော်ပြထားတဲ့ energy point လေးတွေတက်လာမှာဖြစ်ပါတယ်။ energy point တွေတက်လာပြီဆိုလို့ရှိရင်တော့အခုလိုမျိုး event ကိုကိုယ်စိတ်ကြိုက်ဒီဇိုင်းဆင်လို့ရမှာပဲဖြစ်ပါတယ်။ကဲအဲ့တော့ဒီဇိုင်းဆင်တာကိုခဏထားဂုံရမယ့်ဘက်ချမ်းအဓိကပြောမယ်ပေါ့နော်။ကျွန်တော်တို့တွေကဒီ energy တိုးတက်မှုဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ဟောဒီက funniest skin အပါဝယ်ဟောဒီမှာရှိနေတဲ့ animation effect တွေ notification effect တွေကိုလည်းရရှိသွားမှာဖြစ်ပါတယ်။သူ့အနေနဲ့က skin ကို energy point အနေနဲ့အချိန်လုံးရတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သတ်မှတ်ထားတဲ့ energy point ရှိမှ skin ကိုရနိုင်မယ့်ပုံစံမျိုးပါ။ဥပမာ funniest skin ကိုရဖို့အတွက်ဆိုလို့ရှိရင်တော့ energy point 3000ဝဲလိုမှာဖြစ်ပြီးတော့ဒီမှာကျွန်တော်ရှိမှာက energy point 8500ကျော်ရှိတဲ့အတွက် point 2000 reward နဲ့6000 reward ကိုကျွန်တော်အနေနဲ့ရသွားခဲ့ပြီပေါ့နော်။လောက်ဆိုရင်တော့ကျွန်တော်ရှင်းပြတာကို brother တို့နားလည်မယ်လို့ထင်တယ်။ test reward တွေပြီးသွားပြီလို့ရှိရင်တော့ point shot ရှိပါမယ်။ point shot ထဲမှာဆိုလို့ရှိရင်တော့ item တွေကိုမြင်တွေ့နိုင်မှာဖြစ်ပြီးတော့ item တွေဝယ်ဖို့အတွက်ဆိုလို့ရှိရင်တော့ရှေ့ရကျွန်တော်ပြောခဲ့တဲ့ reward test လေးတွေကိုအကုန်ပြီးအောင်ယူထားမှရမှာပါ။ event တွေကိုဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အနေနဲ့က energy ရှာပေးမဲ့နေရာလေး၃ခုကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီပထမတစ်ဆင့် energy ရှာပေးတဲ့နေရာကတော့ပထမအဆုံးပွင့်နေမှာဖြစ်ပြီးတော့ဒုတိယတစ်ဆင့် energy ရှာပေးတဲ့နေရာကတော့ကျွန်တော်တို့မှာ energy အမှတ်900ရှိမှပွင့်မှာဖြစ်ပါတယ်။တတိယမြောက် energy ရှာပေးတဲ့နေရာလေးကတော့ကျွန်တော်တို့ရှိမှာ point 1000ရှိမှပွင့်လာမှာပဲဖြစ်ပါတယ်။ဒီ၃နေရာကဘာအရေးကြီးလဲဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့ကပြောခဲ့တဲ့ battle point နဲ့တူတဲ့ anniversary point လေးတွေဆိုတာကဒီနေရာ၃ခုတွေက character တေးသေးလေးတွေကိုဝယ်တဲ့နေရာမှာသုံးရတာဖြစ်ပြီးတော့အဲ့ဒီ character တေးသေးလေးတွေက skin ရဖို့အတွက် energy ရှာပေးတဲ့အကောင်လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့၃နေရာကနေရှာရင်ပို့ပြီးတော့များများရနိုင်ပါတယ်။ကဲအဲ့တော့ energy ရဖို့အတွက်အကောင့်လေးတွေဘယ်လိုဝယ်ပြီးတော့အလုပ်လုပ်ခိုင်းရလဲဆိုတော့တစ်ချက်ပြမယ်ကျွန်တော်တို့ကဝင်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ကြာချိန်နဲ့ energy point ရမယ့်ပမာဏကိုလည်းပြထားပေးတယ်ကျွန်တော်တို့ကအဲ့ဒီမှာရှေ့ရပြောခဲ့တဲ့ battle point နဲ့တူတဲ့ anniversary point လေးတွေနဲ့ဝယ်ပြီးတော့အကောင့်လေးတွေကို energy ရှာခိုင်းရမှာဖြစ်ပါတယ်ဒါသာတို့ရှုပ်နေမှာဆိုလို့နားလည်အောင်ပြန်ပြောရရင်ဒီ anniversary point လေးတွေကနေ့စဉ် test နဲ့အပတ်စဉ် test လေးတွေကိုလုံရင်ရတာဖြစ်တဲ့အတွက်ကြောင့်ဘာမှစိတ်ပူစရာမလိုပါဘူးဒီမှာဆိုလို့ရှိရင်ကျွန်တော်နံပါတ်1နေရာမှာ anniversary point လေးတွေကိုသုံးပြီးတော့အကောင့်လေးတစ်ကောင်ဝယ်လိုက်တယ်ပေါ့နော်အကောင့်လေးရဲ့ကြာချိန်ကတော့တစ်နာရီကြာမှဖြစ်ပြီးတော့ရရှိမဲ့ energy ပမာဏကတော့3300ရရှိမှာဖြစ်ပါတယ်ဒီမှာဆိုရင်နံပါတ်1နဲ့2နေရာနှစ်ခုလုံးမှာတချင်းဆိုတဲ့မိုက်ပုံစံလေးပြထားတာဖြစ်တဲ့အတွက်နှစ်နေရာလုံးမှာ energy လေးတွေရှာနေတဲ့အကောင်လေးအလုံးလုံးနေရလို့ပြောချင်တာဖြစ်ပါတယ်တို့တွေ energy ရှာပြီးမဲ့အချိန်ကိုလည်းအောက်မှာမိနစ်လေးနဲ့ပြထားပေးပြီးတော့ energy ရှာပြီးသွားပြီဆိုလို့ရှိရင်လည်းနောက်တစ်ခါ anniversary point လေးကိုသုံးပြီးတော့အကောင်လေးတွေကို energy ထပ်ရှာခံလို့ရပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့အင်္ဂလိပ် friend တွေလည်း energy ရှာနေလားဆိုတာကိုသွားပြီးတော့ level ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒီတယောက်ရဲ့နေရာမှာဆိုလို့ရှိရင် energy ရှာပြီးတဲ့အကောင်လေး3ကောင်လုံးပွင့်သွားပြီးတော့အကိုလုံးကအနားယူနေပါတယ်ဆိုလိုတာကအကောင်3ကောင်လုံးက energy မရှာဘဲနဲ့ကစားတဲ့သူကလည်း offline ဖြစ်နေတယ်လို့ပြောချင်တာဖြစ်ပါတယ်